ကုန်လုံးဆုံးတယ်လို့ပြောတယ်အများကြီးပဲ happy sorry ဟုတ်ပါကလည်းမိသားစုလိုက်မွေးကျူကလည်းမိသားစုလိုက်ဒီဆိုတော့အများကြီးပဲမင်း900ကျော်တောင်မှကကြမှာကမှာမထုံနိုင်ဘူးဟိုမှာလေဘယ်ကယ်ဆယ်ရေးမှမရှိဘူးကစားကိုကယ်ဆယ်ရေးရောက်တယ်မှတ်တာအခုချိန်ထိလမ်းတွေပေါ်မှာဒီတိုင်းပဲဘယ်ကယ်ဆယ်ရေးမှလာမကယ်နိုင်ဘူးအခုအမားတို့အိမ်လမ်းထိပ်ပွဲစိတ်အိမ်လမ်းထိပ်က4ယောက်ညှက်ပြီးတာအခုချိန်ထိဆွဲမထုတ်ရသေးဘူးဟိုဟာတဲ့လုံတော့လုံနေတာပေါ့နော်ဒါပေမဲ့လုံးဝဟိုကြီးတွေမလာတဲ့ခါကျတော့ဘလို့မှဆွဲမထုတ်နိုင်ဘူးဒီနေ့ဆိုနှာခေါင်းစည်းနဲ့ဆွဲထုတ်နေရခဲ့ပြီကဲအဲ့ဒီဟာတွေကသတင်းမသိရသေးတဲ့ဟာတွေအများကြီးပဲဘသူမှလည်းမသိဘူးမင်းမွေးကျူဆိုရင်လာတောက်တဲ့လူတွေရောလို့ပြောတယ်အနောက်ကဟာတွေရောတဲ့ခုနမိသားစုတွေလာသွားတောက်ကြတဲ့ဟာတွေရောဆိုတော့မင်းမရင်မတွက်နိုင်နေအဲ့လိုမျိုးတွေနောက်ဟိုလိုပြောမလို့ဒီကိုပိုင်ချောင်းဟာတွေဆိုလည်းအများကြီးညက်သေးတာနောက်ဒီဘာကအောင်ဟိုလေဒုက္ခကာရီဘာကအုတ်တိုက်အုတ်ချောင်းဘက်ကလည်းအဲ့ဒါကြီးလည်းအကုန်ဟွာဖြစ်တယ်နောက်မတီလာရှင်ချောင်းအဲ့ဒါကြီးလည်းအများကြီးပဲအယောက်100နီးပါးရှိမှထင်